င်္ဂလာပါလို့နော်မငယ်ရမျက်နှာလေးကိုတော့တိခံပြီးကြည့်ပေးကြပါ။ဘာကြောင့်လဲဆိုတော့မျက်နှာလေးကလည်းနော်ဘာပေါင်းတော့မှမပါပြပြပေးမယ်ဒီခဲချစ်လေးကိုမငယ်ကခဲချစ်မပေးခင်မှာဒီ comment လေးကိုချက်ဖတ်ကြည့်ကြပါတော့ဒီ comment လေးမှာဖတ်ကြည့်ကြရင်ဟိုပြောကြတာပဲပေါ့နော်ဒီမှာနာပြီးကြရင်သူတို့ကိုပြန်မငယ်တော့ဟိုင်းပြီးတော့ကွယ်အဲ့ဒါကသူတို့ကြုံဘူးတဲ့လူတွေကြောင့်ပဲနေမှာပါရှင်မငယ်ကလေလိန်စားမယ်ဆိုရင်မငယ်လေလိန်စားလို့ရတဲ့အခွင့်အရေးတွေအများကြီးရှိတယ်နော်မငယ်ဒီခဲချစ်နှစ်ပတ်လေးကိုလေမငယ်စေတနာနဲ့ပဲချစ်ပေးတာစေတနာနဲ့ပဲချစ်ပေးပါနော်ပေါက်ပါမယ်လို့လဲကျင်းတွေတခါမှလည်းမပြောဘူးဒီခဲချစ်နှစ်ပတ်လေးကလည်းအခုချိန်ထိပေါ့နော်မငယ်ချစ်ပေးခဲ့ရဆို5 6ကက်လောက်တော့ရှိပြီအခုချိန်ထိပေါ့နော်နှလုံးတိုက်လေးပဲဝင်တယ်3လုံးတော့မဝင်လာသေးဘူးပေါ့နော်ဒါအမှန်ကန်ဆုံးမငယ်ပြောပြီးတော့ချစ်ပေးတယ်ဒါပေမဲ့မငယ်ခဲချစ်တာကိုတကယ်ကိုမျှော်ပြီးစောင့်မျှော်နေတဲ့လူတွေရှိတယ်ဒီခက်ချစ်နှစ်ပတ်လေးကိုလိုက်ပြီးထိုးတဲ့လူလေးတွေလည်းရှိတယ်เนาะဒါကန်တရားဖြစ်ပါတယ်ရှင်မငယ်လိုလှုပ်ထားတဲ့အရာတွေမဟုတ်ပါဘူးเนาะကန်တရားမာပြီးကြတော့လေမငယ်တွေတကယ်လှုပ်ရှားဖို့အခွင့်အရေးတွေလည်းမငယ်မှာအများကြီးရှိတယ်ဒါပေမဲ့မငယ်ကသူများချွေးနေစာသူများမျက်ရည်ကျတဲ့အစားအစာတွေမငယ်မစားဘူးမငယ်ဆိုဒီခက်ချစ်နှစ်ပတ်လေးတင်တဲ့ခါကျရင်လေမြန်မာပြည်အားလူတွေရောထိုင်းကားလူတွေရောမငယ်ရေမနော်3လုံးနှစ်ပတ်လေးပေးပါကျမတို့ဘလောင်းနဲ့ဝယ်ရမလဲအဲ့လိုမျိုးလေးလာမေးတဲ့သူတွေလည်းရှိတယ်ပေါ့နော်တကယ်တမ်းကျတော့လေတချို့တွေကဗီဒီယိုတစ်ပိုင်းတစ်စလေးကြည့်မယ်မငယ်တင်ထားတဲ့ဗီဒီယိုတွေလည်းအများကြီးရှိတယ်ဒါပေမဲ့တပုတ်တလေလောက်ကြည့်ပြီးတော့သူပေးတာတော့ဟိုသူခက်ချစ်တာတော့မှန်တယ်ထင်ပြီးတော့အဲ့လိုမျိုးတွေပေါ့နော်လာပြီးတော့မေးကြတဲ့သူလည်းရှိတယ်မငယ်ဥစ္စာမငယ်မှန်တယ်လို့လည်းမပြောဘူးထွက်တယ်လို့လည်းမပြောဘူးကန်ကြီးတရားပဲပေါ့နော်ကန်ဆက်ရင်လည်းပေါက်လာမယ်တစ်ချိန်ပေါ့ကွယ်အခုမငယ်ဒီခဲကိုချစ်ပေးတယ်ဒီနေ့ဒီကနန်းထွက်ပါမယ်16ရက်3လမှာဒီထွက်ပါမယ်လို့မငယ်အကျဉ်းတွေမပြောထားဘူးเนาะဒါပေမဲ့မငယ်ကရတယ်ကျမချက်ကနေရောင်းတယ်ပေါ့နော်နံပါတ်ကိုရောင်းတယ်တကက်ကို1000 2000 500 600မငယ်ပြောလို့ရတယ်မငယ်မပြောဘူးကနန်းလဲမငယ်မပေးမငယ်စီမှာကနန်းလာပြီးတော့မေးတဲ့လူတွေ message မှာလာမေးတဲ့လူတွေမငယ်မပေးဘူးမငယ်ထိုးချင်ရင် video file ကိုပဲကြည့်နော်ဗီဒီယိုဖန်ကိုပဲကြည့်ပြီးတော့ထိုးပဲပြောတယ်အဲ့လိုမျိုးတက်ကိုစော်ကားတဲ့လူတွေရှိရင်ဒီမငယ်ကအတီလို့ပြောပြချင်တာပေါ့နော် messenger လည်းလာ hi မှလည်းမပြောဘူးချက်ကနေလို့ချင်တာ messenger လည်းလာ hi မှလို့မပြောအလုံးရှုပ်တယ်ပါပြီးဆိုမငယ်ကဈေး online ဈေးရောင်းတဲ့လူငါ6တွေပါရောင်းတဲ့လူဒါကကြတော့မငယ် online မှာဝယ်ပြီးတော့ပေါ့နော်ခဲချစ်တာဒါပေမဲ့မငယ်ကိုကြည့်နေတဲ့ video file မှာမငယ်ကိုလာပြီးတော့ follow လုပ်ထားတဲ့လူလေးတွေအားပေးချင်တဲ့လူလေးတွေကိုလည်းကို 3D ဝါသနာပါတဲ့လူလေးလည်းထိုးချင်ထိုးလို့ရအောင်မငယ်ကခက်ချစ်ပေးတာဒီဗီဒီယိုဖိုင်လေးတွေနဲ့ခက်ချစ်ပေးတာเนาะအဲ့လိုမျိုးပဲလုပ်ပေးတယ်လိန်စားဖို့တခုမှမပါဘူးလိန်စားတဲ့ထင်တဲ့လူလေးတွေဆိုလည်းမငယ်ကိုဗီဒီယိုကောခေါ်ပြီးတော့ပဲဖြစ် messenger ပဲလာပြီးတော့ပြောလို့ရတယ်တဲ့ရှင်းမယ်เนาะမငယ်ပြောဖို့ကဒီမငယ်ကမဟုတ်ရင်မခံတဲ့လူတွေမှာပါတယ်เนาะပါဇက်ကိုလည်းကြမ်းကြမ်းတမ်းတမ်းလည်းမငယ်မပြောချင်ဘူးမဆဲချင်ဘူးဟုတ်ကောင်းကောင်းမပြောလိုက်ပါတယ်မလည်းလိန်စားဖို့တက်လို့ဘာလို့တော့လာမပြောကြနဲ့เนาะဘဒူးမှလည်းမလိန်စားခဲ့ဘူးပါဘူးရှင်စေတနာတက်နဲ့ပဲခဲချစ်ပေးတာเนาะတိတဲ့လူတွေလည်းတိမယ်မတိတဲ့လူတွေအခုမှဝင်ကြည့်တဲ့လူလေးတွေအတွက်တော့လည်းပြောချင်လည်းပြောကောင်းနိုင်တယ်တေချာဗီဒီယိုဖိုင်လို့တေချာအစုံဗီဒီယိုဖိုင်မှန်သမျှကိုကြည့်ပြီးတော့မှ comment တစ်ချောင်းကိုရေးပါเนาะဗလန်းပတာခဏလေးကြည့်ပြီးတော့လေခဏလေးလူတယောက်ကိုမဝေဖန်နဲ့မငယ်လို့ဆိုသွားပြီးသူများ comment မှာမဝေဘူးမှန်အဲ့လူတယောက်ကိုရေးမယ်ဆိုရင်လည်းဒီလူเจ้าကိုတေချာကြည့်ပြီးတော့မငယ်ရေးတာเนาะပေါက်လို့ပဲစားမရေးဘူးမှတ်ထားမယ်เนาะကဲအခုဆိုမငယ်ခက်ချစ်ပေးပါမယ်ကြိုက်ရင်လည်းထိုးကြပါကိုကကြိုက်ရင်ထိုးပေါက်မယ်လို့မပြောဘူးเนาะကြိုက်ရင်ထိုးမကြိုက်ရင်မထိုးနဲ့ဘယ်သူမှလည်းမပြောဒါပေမဲ့မငယ်ဗီဒီယိုဖိုင်လေးကိုကြည့်တယ်ဆိုရင်เนาะ like တွေ share တွေလုပ်ပေးရမယ်เนาะအသေးလေးတွေပေးမယ်လေကြောတော့နည်းနည်းရှည်တယ်ဒီတစ်ခါနည်းနည်းမကျင်နဲ့လို့ကွယ်เนาะကိုကတကယ်စေတနာနဲ့ခက်ချစ်ပေးတဲ့ဟာကိုအဲ့လိုမျိုးတွေပြောရင်မငယ်မကျင်နဲ့ဘူးမကြိုက်ဘူးသိလားအဲ့လားမငယ်ရဲ့စေရင်မှန်မှန်เนาะနှစ်ကက်ချစ်ပေးဖို့မှာနော်နှစ်ကက်ဝယ်ထားတယ်ချစ်ပေးဖို့မချစ်တော့ဘူးစိတ်ဆိုးပြီးတကက်ပဲချစ်ပေးတော့မှာနှစ်ကက်ဝယ်ထားတယ်မချစ်တော့တကက်ပဲချစ်တော့မှာနော်ကဲဒါဆိုရင်မငယ်ဒီမှာအနီးကက်လေးဒါကပြန်ဟိုဘက်လေးလှည့်ပြဒီမှာပါရှင်ဒီမှာပါဗာကြည့်မနော်4ရယ်4 5 3တချို့တွေကလည်းကွယ်ဒီလောက်ရှင်းလင်းပြရင်လေတချို့တွေကအမလီမငယ်ရေးမမြင်ရဘူးဘာလို့လဲဖြစ်တယ်တေချာကြည့်ပါဗီဒီယိုဖန်ကိုအဆုံးထိကြည့်ပါ4 5 3နော်3လုံးနှစ်ပတ်က4 5 3နှလုံးကခွန်6ကဲကြိုက်တဲ့ဟာတဲ့နှလုံးလဲထိုးပါ3လုံးလဲထိုးပါပထမဟိုးရင်ကဆိုမငယ်နှလုံးကိုမပြောမိလို့ပေါ့နော်ရင်ဘက်ကဆိုနှလုံး3 6 6ကြီးကဒဲကိုဝင်သွားတယ်နော်4 5 3ခွန်6ကြိုက်တဲ့လူလေးတွေထိုးပါဒီတစ်ပတ်ပေါ့က
ကဲဒီတစ်ပတ်မှာအားလုံးပဲပေါ့နော်ကန်ကောင်းနှံကြပါစေကန်ထူးနှံကြပါဆိုလည်းမငယ်ဆူတောင်းပေးလိုက်ပါတယ်ဒီနေရာနေမငယ်စကားအပြောဆိုတွေဖန်ခဲ့ရင်လည်းခွင့်လွှတ်ပေးပါမငယ်ရဲ့ဗီဒီယိုဖိုင်လေးကိုလည်းပေါ့နော်လိုက်ရင် share လေးတွေလုပ်ပေးပါအသေးလို့ကလေမငယ်ဒီချက်ကနေချစ်ပေးရုံနဲ့လိုက်ရင် share လုပ်ပေးခံတာမဟုတ်ဘူးနော်မငယ်ငယ်6တွေပါတွေညတွေသိရင်လည်းလိုက်ရင် share လေးတွေလုပ်ပေးကြပါရှင်ကျေးဇူးတင်ပါတယ်ရှင်